now we're here with Suleiman backstage. One Friday fights, 146. A crazy fight just happened. Talk me through it. I don't really know what happened. It ended in a TKO for you, a victory. But your opponent, Zhang Jinyu, believes it should have been a no contest. Seems like there was an injury to his eye. He thinks it was an eye poke. What do you think? နေ့စဉ်မှာသူတို့အဲ့ဒီပြန်ပန်းနဲ့အပြောင်းလဲဖြစ်သွားတဲ့အပေါ်မှာပြဿနာအခိုက်အတန့်လေးတွေပေါ့ဘယ်လိုပုံစံတွေစပြီးဖြစ်သွားလို့လဲဒါပေမဲ့လဲဝေးဓမ္မကတော့ခုနကတော့ပြောတယ်သူတို့ကောင်းနေကြည့်တယ်တတောင်နဲ့ထိတယ်လို့ပြောတယ်ဒါမှမဟုတ်လဲပြောလို့သူတို့ပြောလို့ဒါထိမိတယ်လန့်နေတော့လောကမထိဘူးပေါ့အဲ့ဒါတွေကိုဘယ်လိုဖြစ်သွားတာလဲအစင်မှာနိုင်လာတော့ကဲယူတယ်တဲ့ကျွန်တော်ဒီပွဲကျွန်တော်ဒီပွဲကျွန်တော်ကိုကျွန်တော်နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ဗောနော်ကျွန်တော်ကိုကျွန်တော်နိုင်မယ်ဆိုတော့ကျွန်တော်ကိုတရားရုံးလုံးကျွန်တော်ယုံကြည်တယ်နောက်ပြီးတော့ဒိုင်းအခုလိုဖြစ်သွားတာပြဿနာနိုင်ငံကလည်းဒါလူကြီးများဖမအကျိန်တူးကိုဆေးစစ်တယ်ဆေးစစ်တဲ့အချိန်မှာသူကထိုးလို့ရတယ်ပြောပြီးတော့ကျွန်တော်တို့နားပြီးမှသူကမထိုးတော့ဘူးထိုးလို့မရတော့ဘူးသူပြောတော့ဒါလူကြီးများခုံတိုင်များအားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်အနိုင်ရတာဗောနော်ကျွန်တော်အရင်လည်းဝမ်းတာတယ်ဒါပေမဲ့ဒီဘက်ကစားသမားလည်းကျွန်တော်တောင်းမှန်းပါတော့နော် I think it's better to it would be better for me to have the result that would be a clear win for me. So I'm just a bit disappointed. But I believe in the judges, and also you could see in the cameras that it wasn't really my intention to cause the injury or anything. So I would, I think it would be better for me to be able to get a clear win, like a KO or something like that. Well, would you do a rematch with him if they asked for that? Are you happy to run it back? တကယ်လို့အခွင့်အရေးရှိတဲ့ဟေးဆိုလို့ရှိရင်ဒီကောင်နဲ့နောက်တစ်ချိန်ပြန်ဆုံးကျင်လာတာ အခွင့်အရေးရမယ်ဆိုရင်ကျွန်တော်ဒီပြန်ပန်းနဲ့ကြားတဲ့ချိန်ကျွန်တော်အချိန်မျိုးပြန်တယ်လို့ရပါတယ်ကျွန်တော်ပဲအဆင်သင့်ပါပဲဟုတ်ကဲ့ဟုတ်ပြီ Yes, I think it would be great to have a rematch. So I really like fighter like this that I fight and they also just come forward to fight as well. So it was very exciting. And maybe next month or anytime if I could get the rematch, I would want to. That sounds good to me. Anything finally you want to say to the fans? You got a lot of fans I know in Myanmar who are still very happy that you won. Either way, they don't care. အခုဒီမှာစင်ပေါ်မှာနိုင်သွားတဲ့အတွက်ပြောသူတို့ရှိတဲ့ပြောလို့ခုံနိုင်နေလဲအကုန်လုံးကဘယ်လိုပြောပျော်ရွှင်မှုရတယ်ဆိုလိုမှနိုင်တဲ့အတွက်နောက်ပြီးတော့လက်မလက်ကြီးတဲ့မြန်မာပြည်သားတွေအားလုံးအနိုင်ရတော့ပြောမယ်စိတ်တွေကဒီကြသူတို့ကိုနိုင်ပျော်ရွှင်မှုရှိတယ်အဲ့တော့ပြောဆိုလိုမှပြောဒီပြည်သားတွေကိုပြောလက်ကြီးတဲ့ပြည်သားတွေကိုဗာမျိုးပြောခြင်းလဲတဲ့ဒီအခုဒီပွဲမှာပါနော်ကျွန်တော်မြန်မာပြည်သားတွေရောထိုင်းပြည်သားမွတ်စလင်တွေများတော်များများလာအားပေးကြပါဥပုပ်လာကျွန်တော်တို့ရမ်ဇန်လာမှာကျွန်တော်တချို့ပရိသတ်ဆိုရမ်ဇန်ဆောင်တော့နေကျွန်တော်ပွဲကိုဟိုရီနဲ့ပဲဝါဖြေသွားတဲ့ပရိသတ်တွေအများကျွန်တော်တို့လက်မှတ်အဆောင်200လောက်ကျွန်တော်ယူထားတာတော့မလောက်ဘူးเนาะအဲ့လိုမျိုးကျွန်တော်အားပေးတဲ့အတွက်လည်းကျွန်တော်အရန်ဝန်တာပါတယ်ကျွန်တော်ကျေးဇူးလည်းတင်ပါတယ်နောက်ပြီးရမ်ဇန်လာဥပုပ်ဆောင်ရတဲ့ကျွန်တော်အားပေးတော့ကျွန်တော်အရန်လည်းအားနာပါတယ် Yes, I would like to thank all the fans for the support and my fans maybe had like 200 tickets and it wasn't enough and thank you so much and I am really looking forward to fight with this guy again so maybe if you give me a chance I would want to rematch with him. Thank you. Yeah, and also it's been a year and a half since you were on one Friday Fights, one Lumpini. How happy are you to be back here after such a long time and hopefully not as long before the next fight, but yeah, how is it like coming back to Lumpini Stadium here with one Friday Fights? ဒီ one Lumpini ကနေပျောက်သွားတာကြာပြီတဲ့အခုတစ်ခါပြန်လာတာပြောလို့စိတ်ထဲမှာဘယ်လိုခံစားချက်တွေအဲ့လိုပလိသအနေနဲ့တွေ့ရတာပြောလို့ဘယ်လိုခံစားချက်လဲနိုင်သွားတဲ့ပုံမှာလဲနောက်တစ်ခါဘယ်လိုများပြင်ဆင်ခဲ့အောင်မလဲတဲ့ပျောက်သွားတယ်လဲတော်တော်ကြာပြီကျွန်တော်ဒီကနေဝေးกว่าတယ်ဒီကနေပျောက်ရတယ်ကျွန်တော်1ပွဲတပွဲမှမလွတ်တာကျွန်တော်ကြည့်တယ်ငါတနေ့ပြန်ကြိုးစားငါဒီမှာပြန်လာမယ်ကျွန်တော်အများနဲ့လဲလာတယ်စိတ်ရအများနဲ့ရတယ်နောက်ပြီးတော့ကျွန်တော်စီဂိမ်းနဲ့ဆိုတော့အခုစီဂိမ်းပြီးတော့ကျွန်တော်အရန်လာကျင်တယ်အခုပြန်လာခွင့်အကောင်ဆုံးပုံစံနဲ့ပြန်လာခွင့်ရတော့ကျွန်တော်အရန်ဝမ်းတာပါတယ်နောက်လဲကျွန်တော်အများကြီးစူးစမ်းတော့မှာပါเนาะကျွန်တော်ရဲ့အိမ်မက်ကတော့1 championship မှာထုတ်တဲ့အိမ်မက်ပါပဲ Yes, I spent 1 year apart from like one Lumpini but then every Friday I would watch one Lumpini every Friday weekly and I really wished I would make another chance into this stage
yeah, so I also competed in SEA Games. So once the SEA Game was done, so I was like, just contact the promoter and said I was ready to come back to One Lumpini. It's good to have you back. And Tun Minong here now. So he going to win? နောက်အခုညီလေးကနိုင်မလားတဲ့ချနာမရုပ်ကြည့်လာတဲ့ ကျွန်တော်ညီပွဲကျွန်တော်အရင်ရင်ခုံเนาะကျွန်တော်ပွဲထားကျွန်တော်သူ့ပွဲအရင်ရင်ခုံတယ်ကျွန်တော်ကြီးအောင်မရဲဘူးကွာဒါအမှန်တိုင်းရင်တရားလာတဲ့စကား Well, I am a bit worried about him right now. It's a bit concerned, so like it's scary for me to watch. I don't want to watch right now. Well, we'll see what happens. And yeah, just great to be part of this Myanmar, the new wave of Myanmar fighters, right? Taking over One Lumpini. How proud are you to be part of that? အခုကမြန်မာပြည်သားတွေနောက်ထပ်အသစ်တွေပေါ့ဆိုလမန်ပြီးပြီးတော့အနောက်မှာဝမ်းမှာအများကြီးလာတော့ပေါ့လာတဲ့ပုံမှာအားလုံးလည်းပြောလို့ဘာဖြစ်ပြောလို့လာတဲ့ကောင်တွေအကုန်လုံးကကောင်းတဲ့အကုန်လုံးကြိုးစားကြတယ်ပေါ့အခုအဲ့ဒီလိုလည်းထောက်ထပ်များလာလို့ရှိရင်ဆိုလမန်စိတ်ထဲမှာဘယ်လိုရှိလဲပေါ့ဒီလိုစင်ပေါ်မှာရောက်လာတာ အမှန်ကျွန်တော်ဒီဝမ်းမှာကျွန်တော်ပထမဆုံးမြန်မာနိုင်ငံမှာဆိုမွေထိုင်းထိုးတာကျွန်တော်ပဲပေါ့နော်ကိုလာအမမေပေါ့ကျွန်တော်ကဒီမှာပထမဆုံးထိုးနောက်ပြီးကျွန်တော်နောက်မှာတို့မြန်မာပြည်သားတွေအများကြီးပြောလာကျွန်တော်အရန်ဝမ်းတာတယ်အရန်လဲအားကြတာပေါ့နော်တို့နောက်ပြီးတို့လည်းအများကြီးတို့အများလေးကျွန်တော်ကစားသမားများလေးကျွန်တော်တို့လည်းအရန်ဝမ်းတာပေါ့နော် Well, I'm very happy to be a part of this because I believe that there will be many more newcomers to join One Lumpini. So I hope all the newcomers they stay in Myanmar and they just practice, train hard, and I hope to see them all here. Let's see what happens. Final round, Tun Minong here. Congratulations again, though, Suleiman. I'll let you watch. Yeah, it's a crazy interview. Thank you, Fai, as well, for translating. And what was your name? Sorry. Jimmy. Thank you for helping translate as well. It's chaos here. But yeah, congratulations again, Suleiman, and we'll see you back soon, hopefully, maybe for the rematch. What's up, everyone? Dom Lau here, and you are watching Nick Atkins One Championship News. If you haven't already, be sure to like this video and all the rest, and of course, subscribe. Oh, you think I'm kidding? No, you should really do it. No, do it now. Don't scroll. No, don't stop. What are you doing? Don't even think about it. Don't even think about turning it off. Don't switch. Don't subscribe now.